နောင်လာနောက်သားလူများတို့မှတ်သားစေခြင်းကများကိုဟောကြားတော်မူပါတယ်သူကမေးတာကလည်းဒီလိုမေးတယ်တခါကြီးအောက်ကြည့်လိုက်သားဆိုတော့မြေပထဝီဖောက်ကြည့်ထားမအောင်ဖောက်ကြည့်လိုက်တယ်ဆိုတော့ဖောက်ကြည့်တော့ရေတွေပါဖရားရေတွေတွေ့ပါပြီဗျာရေတွေထဲမှာဘာတွေရှိသလဲကဲတဲ့မြေကြီးကိုတခါဖောက်လိုက်ပါအောင်ဖောက်လိုက်တော့ဘာတွေ့လဲဘာတွေ့လဲဆိုတော့တော့ရေတွေတွေ့တယ်တခါကြီးဒီရေထဲမှာဘာတွေရှိလဲတဲ့ကြည်စမ်းပါအောင်ဒီရေထဲမှာကြည့်လိုက်တော့တခါကြီးဘာတွေရှိလဲတဲ့လက်မောင်းလောက်ခြေစလုံးလောက်ပေါင်လုံးလောက်ဒါတွေဘာတွေကတွေ့လဲငကားရေမြေကြီးအောက်မှာမြေကြီးအောက်မှာရေမြေကြီးအောက်နာမှာရေတွေထဲမှာအဲ့ဒီမှာသူတို့နေလိုက်တဲ့ဥစ္စာပါလဲရေထဲကိုကြည့်လိုက်တဲ့အချိန်ခါမှာသူကမေးတာကလည်းဒီလိုမေးတယ်တခါကြီးအောက်ကြည့်လိုက်သားဆိုတော့မြေပထဝီဖောက်ကြည့်ထားမအောင်ဖောက်ကြည့်လိုက်တယ်ဆိုတော့ဖောက်ကြည့်တော့ရေတွေပါဖရားရေတွေတွေ့ပါဘာတွေကတွေ့လဲငကားရေမြေကြီးအောက်မှာမြေကြီးအောက်မှာရေမြေကြီးအောက်နာမှာရေတွေထဲမှာအဲ့ဒီမှာသူတို့နေလိုက်တဲ့ဥစ္စာပါလဲရေထဲကိုကြည့်လိုက်တဲ့အချိန်ခါမှာသူကမေးတာကလည်းဒီလိုမေးတယ်တခါကြီးအောက်ကြည့်လိုက်သားဆိုတော့မြေပထဝီဖောက်ကြည့်ထားမအောင်ဖောက်ကြည့်လိုက်တယ်ဆိုတော့ဖောက်ကြည့်တော့ရေတွေပါဖရားရေတွေတွေ့ပါပြီဖရားရေတွေထဲမှာဘာတွေရှိသလဲငါးတွေဘာတွေမရှိသလားအဲ့ဒီလိုသူကမေးတယ်မရှိပါဘူးဗျာငါးတွေဘာတွေပတ်တော်ဝါတွေမရှိဘူးရှိတာကမွေတွေပဲရှိပါငကားတွေပါဗျာငကားတွေကဘယ်လောက်ကြီးကြလဲတဲ့လက်မောင်းလောက်လည်းရှိပါတယ်ဗျာလို့ခြေစလုံးလောက်လည်းရှိပါတယ်ဗျာပေါင်လုံးလောက်လည်းရှိပါတယ်ဗျာလို့ငကားတွေပါအဲ့ဒီငကားတွေကငကားပိတ်တာတွေလားတဲ့နတ်ငကားလားမှန်ပါပါဗျာနတ်ငကားတွေပါဗျာနတ်ငကားတွေပါဗျာငကားတွေကသူတို့အသွင်ဟာကိုခေါ်ချက်တယ်တော့ဒါပိတ်တာနဂါလားနတ်နဂါလားဆိုတဲ့ဥစ္စာကိုအရှင်ဘုရားတဲ့အဲ့ဒါကိုဆွဲပြီးတော့ယူလိုက်စားမအောင်ကြည့်လိုက်ပါအောင်ဆိုတော့အဲ့တော့ဆွဲယူလိုက်တော့နတ်နဂါဆိုပေါ်လာတော့မှန်လားပါဗျာပိတ်တာနဂါမဟုတ်ပါဘူးဗျာလို့နတ်နဂါတွေပါဗျာလို့တောင်းပြီဒီနတ်နဂါအဲ့ဒီနတ်နဂါအဲ့ဒီဟာတွေကထားပါတော့အဲ့ဒီရေကနေပြီးဖောက်ပြီးအောက်ကြည့်လိုက်ပါဦးအောက်ကြည့်တော့လာပြင်းကြီးတွေ့တယ်တခါကြီးအာကာသကြီးပါဗျာအာကာသကြီးပါဆိုတော့အဲ့ဒီအာကာသမှာဘာတွေတွေ့လဲသူလိုချင်တာကတော့ဟိုလင်းတွေကိုလိုချင်တာဥစဉ်ကလည်းသူကစားရေးဖို့ဥစဉ်ကလည်းကြားတော့မပြောနိုင်တော့ဘူးမပြောနိုင်တော့ဖြတ်ရောတကားကြီးမြင်တော့မြင်နေပြီလေဟိုမှာအာကာသမှာသွားလာပြီးတော့နေတဲ့ဥစ္စာတငှက်ကလုံးလေးမြင်နေပြီငှက်ကလုံးကတမီးတော့ပြက်ကုန်ပါပြီဖရာဆိုပြီးအဲ့ဒါတွေဖြတ်လိုက်တဲ့တကားကြီးအဲ့ဒါပဲနောက်ဒီလိုတော့ဟိုကပါရဲ့သူဆက်ပြီးဆရာတော်မေးတယ်ဆရာဥထုကပြောတော့ဒီလိုတော့ရောက်ကျွန်းနေတာဒါတွေကတော့တော်ပါတော့လေဒါတွေရှင်းနေပါတော်ပါတော့သာဓုတဲအင်ကူဆရာတော်ကြီးတရားများကိုနာယူနိုင်ရန် subscribe လေးနှိပ်ခဲ့ပေးပါဦးအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်